မောင်ဝေတဲ့ဗမာလေးရလဲဟုတ်ရွှေပြည်သားမှာရွှေပြည်သားမှာဟုတ်ကဲ့ဆိုတော့မောင်ဝေတဲ့ဖြစ်တဲ့ယောဂပြောပါဦးဖြစ်တဲ့ယောဂဒီဒူဟောင်းလေးနာမချောင်းနိုင်ဟိုအဲ့ရတဲ့လည်းပြီးတော့ထားဖို့လည်းလူတယောက်ကိုဒီလိုမျိုးဆွဲရတယ်ဆွဲလို့ရတယ်အိမ်သားလည်းမတက်နိုင်ဘူးလူတယောက်ကခေါ်ပြီးမှတက်ရတယ်အထမင်းလည်းမလို့ဆရာဒီလိုမျိုးပုဂ္ဂိုလ်ဆိုရှင်ထွေးထွေးလေးကြည့်ရပါဦးအဲ့လိုပြောရတယ်ဆရာအဲ့လိုဖြစ်တာဘယ်လောက်ကြာပြီလဲ၄လလောက်ရှိချစ်မဖြစ်ရလေအခုနောက်တွဲလာတာနော်ဟုတ်တယ်လာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာဒုက္ခဖျက်ဖျက်နဲ့ပြည့်စုံနိုင်ပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့ကျွန်တော်ကြည့်ရှုသွားမယ့်ဗီဒီယိုလေးကတော့ဒါဆရာစုကန်းကျော်ရှိမှာကျွန်တော်တို့ဒါတစ်ချိန်မဲ့ကုသသေးရပေါ့နော်လမ်းမလျှောက်နိုင်တဲ့ဒါအမကြီးတယောက်อ่ะကျွန်တော်တို့ကုချင်းပဲကုပြီးလို့ပြီးတာနဲ့လမ်းကိုချက်ချင်းကိုပြန်ရှောက်နိုင်သွားတယ်ပေါ့နော်အနာနဲ့စိနဲ့ဒါတဲ့သွားတာပေါ့နော်ဒါဆရာထူးကန်းကျော်ကလည်းတကယ်မှဒီလမ်းကိုတမာတိကိုပညာကုန်နေနဲ့ပြည့်စုံနေတာဆရာတယောက်ဆိုတော့လေသူ့ရဲ့စေတနာမေတ္တာတွေနဲ့ပေါင်းထည့်လိုက်တော့ယောဂရှင်ရဲ့ဝေဒနာယောဂကျွန်တော်တို့ဆရာထူးကန်းကျော်လက်နဲ့ထိလိုက်တာနဲ့တင်ကိုဒါပျောက်သွားတယ်ပေါ့နော်တကယ်မှလည်းလေးစားဖို့ကောင်းပါတယ်ဆရာထူးကန်းကျော်ကဲကျောင်းတူဗီဒီယိုလေးကြည့်လိုက်မျိုးလေအဲ့လိုဝင်လာတာအဲ့လိုဆရာအားတော့ဆက်ရတယ်အဲ့တော့အားဆက်ရတယ်အားဆက်ရတယ်ကနာပေါင်းလာအဲ့တိုင်းပဲတွေ့လာခဲ့ဒါဒီနေ့မှလာကူတာဟုတ်ကဲ့ဆရာကဲကြီးကကုတုကကောင်းတော့ကွာကြီးလားဆရာယူလာမယ်ဆိုရင်6လောက်တယ်လေရောပါလိုက်ဆရာစနေနေ့မှာဆရာကအဖြစ်အဲ့လိုလာတာအဲ့လိုလာတာပါဆရာရဲ့အခုထပြန်နေကုတာပြီးတော့ချင်းဟာဖះဟိုဘက်ဒီမှာရှောက်ပြန်ဖြည်းအရမ်းလို့နေအားမရှိလို့ဟုတ်ကဲ့ဆရာဒီဘက်ရှောက်ဒီဘက်ကိုရှောက်ဟာအဝေါ်စရာကြီးဗျာကထိုင်မောင်းသမီးရဲ့ဝမ်းနေစားလိုက်တာဒီလားနော်ဒီအားမရှိဘူးကလားအားရှိအောင်တော့စားအောင်မယ်နော်အားရှိအောင်စားဆိုသမီးနာမည်လေးပြောပါဦးမောင်ဝေတဲ့ဟုတ်ကဲ့မောင်ဝေတဲ့ဗမာလေးရလဲဟုတ်ရွှေပြည်သားမှာရွှေပြည်သားမှာဟုတ်ကဲ့ဆိုတော့မောင်ဝေတဲ့ဖြစ်တဲ့ယောဂပြောပါဦးဖြစ်တဲ့ယောဂဒီဒူဟောင်းလေးနာမချောင်းနိုင်ဟိုအဲ့ရတဲ့လည်းပြီးတော့ထားဖို့လည်းလူတယောက်ကိုဒီလိုမျိုးဆွဲရတယ်ဆွဲလို့ရတယ်အိမ်သားလည်းမတက်နိုင်ဘူးလူတယောက်ကခေါ်ပြီးမှတက်ရတယ်အထမင်းလည်းမလို့ဆရာဒီလိုမျိုးပုဂ္ဂိုလ်ဆိုရှင်ထွေးထွေးလေးကြည့်ရပါဦးအဲ့လိုပြောရတယ်ဆရာအဲ့လိုဖြစ်တာဘယ်လောက်ကြာပြီလဲ၄လလောက်ရှိချစ်မဖြစ်ရလေအခုနောက်တွဲလာတာနော်ဟုတ်တယ်ဆရာတော့ဆူဆူပဲနော်ကျမတို့ဘိနာအမကြီးကဆရာထူးကန်းကျော်စီကိုသွားတယ်ဆရာထူးကန်းကျော်စီသွားရင်ကြောက်တယ်တဲ့အားတယ်သွားမယ်မကြီးချုံရဲ့ဘယ်ကနေဘယ်လိုသွားမယ်သူတို့အဲ့မြောက်ကလာနေသွားတယ်သူကပြောရတယ်သမီးအခုသမီးကအခုမှစကူတာအခုမှစကူတာကူချင်းဘလို့ကောင်းသွားတာဆရာကျေးဇူးရမ်းတင်သွားတာဆရာဆရာအခုမှကူလာအခါမှဆရာကြီးလည်းမရောက်ဘူးဆရာတက်တော်တွေထဲမှာမြင်မှုတယ်ဖုန်းတွေထဲမှာမြင်မှုတယ်ဆရာဖရားတွေတရားလည်းမြင်မှုတယ်တက်တော်တွေဖုန်းတွေမှာမြင်မှုတယ်ဆရာသမီးအခုလို့ဒါကူချင်းလမ်းလျှောက်သွားတဲ့အပေါ်မှာရှင်ထဲမှာဘလို့ပီတိဖြစ်ရဆရာရဲ့ပြမှုပြတ်ထားအောင်ဝမ်းသာတာကိုဆရာရဲ့ဒီသားမောင်ရဲ့ဝမ်းသာတယ်တရားဝယ်ဆရာထပိဆိုင်တော့မစားပဲဆိုမစားပဲနေတယ်ဆရာဘယ်ဝမ်းသာတာဖရားဥချသူခင်ဗျာ၄လလောက်တော့ကျွန်တော်ခံစားနေတဲ့ဒီယောဂဝေဒနာကိုဆရာထူးကန်းကျော်ကြီးကိုအချိန်ခဏလေးအတွင်းမှာသူ့ယောဂပျောက်ခင်သွားတယ်ကျွန်တော်ပဲဖြစ်သူပဲဖြစ်တယ်ကျွန်တော်တို့ဆိုရင်ကိုခံစားတဲ့ယောဂရဲ့ဝေဒနာဒီဟာဖြစ်နေဆိုအဲ့လိုပဲစိတ်ရရောက်တာထမင်းလဲစားခြင်းသိမရှိဟုတ်လားကျွန်တော်အဲ့လိုလဲမပြောစားလို့လဲမဝင်ဒီဟာပဲစိတ်ရောက်တာအခုလိုလေဆရာထူးကန်းကျော်ကြီးကိုနော်ခဏလေးအတွင်းမှာပဲကုချင်းပျောက်သွားတယ်ဆိုဘလောက်လို့ဝမ်းသာပီတိဖြစ်နေဆရာထူးကန်းကျော်လည်းတော်တော်လေးမှဝမ်းသာပီတိဖြစ်နေပါတော့ကျွန်တော်တို့ကြည့်တဲ့လူတော်မှဒါတကယ်မှဝမ်းသာပီတိဖြစ်တယ်ဩခံစားနေရတဲ့ယောဂဝေဒနာတော့ပျောက်ကင်းသွားပြီဆိုတဲ့အောင်နော်ဒါကဘာကြောက်လဲဆိုတော့ကျွန်တော်နံပါတ်1ဆရာထူးကန်းကျော်ကိုယုံကြည်မှုဒါအားကိုးတကြီးနဲ့လာတဲ့အတွက်သူ့ရဲ့ယုံကြည်မှုလူတယောက်တကယ်တော့မျိုးတွေမယုံကြည်နဲ့လာရင်ကျင်းတည်တယ်အဲ့ယောဂဘယ်တော့မှမပြောက်တကယ်မှကိုယုံကြည်နဲ့လာရင်ဆိုအဲ့ယောဂ90လောက်100မှာ90လောက်ကယောဂအလုံးလုံးနေနဲ့သူ့မှတွတ်တာလေငါဆရာထူးကန်းကျော်လာရင်ငါယောဂပျောက်ပြီးဆိုတဲ့ဒီအတွေးရဒီယုံကြည်မှုကကျင်းတည်ကျွန်တော်90ရာခိုင်နှုန်းလောက်အနာပျောက်သွားပြီယောဂဆရာထူးကန်းကျော်ကြီးရောက်ရင်ဆရာထူးကန်းကျော်ရဲ့စေတနာမေတ္တာနော်ကျွန်တော်သီလကုံသမာဓိကုံပညာကုံတွေနဲ့ကျွန်တော်တို့ကုသပေးလိုက်တွေ့နောက်ထပ်90လောက်ပဲကုသပေးလိုက်ရတဲ့အတွက်100ရာခိုင်နှုန်းကအရှင်းပြောက်တယ်ဆိုတာဒါကိုပြောတာအဓိကကလည်းလာမယ်ဆိုရင်မယုံသင်္ကာနဲ့မလာနဲ့နော် online ပုံမှာပေါ့မှန်စီလေးပေါက်တာကျွန်တော်တို့ပြည့်ရရင်လိုက်ပြောတဲ့ဟာတွေကိုမယုံနဲ့နော်ကိုယ့်ဘတကယ်ကိုယုံနဲ့တကယ်မှဆရာထူးကန်းကျော်ရဲ့ပညာကိုလေးစားတယ်ဆရာထူးကန်းကျော်လေးစားဆိုလိုက်ကျင်းတည်တယ်အဲ့ဒီယောဂကျွန်တော်90လောက်တော့ကျင်းတည်ပြောက်သွားပြီเนาะဒီရောက်ရင်ကျွန်တော်ပြောလို့ပဲဆရာထူးကန်းကျော်ရင်လက်နဲ့ထိလိုက်တာနဲ့90ထပ်ပြောက်ဆိုတော့100
နော်အခုဆိုကြည့်ပေါ့ဒါမင်းမြင်ကိုတွေ့ပဲဒါတော့မှဆရာထူးကန့်ကျော်စော်ကားမော်ကပြောထားတယ်လူအများကြီးရှိသေးတယ်ပေါ့နော်တနေ့ကိုလူပေါင်း1000နီးပါးလောက်နေ့စဉ်ရက်ဆက်မပြတ်ကုသနေရတဲ့ဆရာထူးကန့်ကျော်ဗျာနားချိန်တော့မရအောင်ကုမလားစော်ကားတဲ့လူတွေကျွန်တော် line ပေါ်မှာပြောချင်တာပေါ့နော်ကုမှာတနေ့လူကြီး1000တော့ကျွန်တော်တို့ဗဇက်နဲ့ပြောတာ1000ဆိုတာလွယ်တယ်အပြင်မှာလာကြည့်လိုက်မနေ့4နာရီ3နာရီကိုဒီချိန်လောက်ထားရတယ်နော်အိတ်ကောင်းတိုင်းလည်းမအိတ်ရအောင်စားကောင်းတိုင်းလည်းမစားအောင်နော်အေးဆွေးမနေရတဲ့ဘဝနော်နေ့စဉ်ရက်ဆက်အမျှလူနာတွေကိုနော်သူ့ဘစေတနာမေတ္တာပျောက်စေရှင်တဲ့စေတနာမေတ္တာနဲ့ကုသပေးတော်မှာဒါကိုစော်ကားတဲ့လူကအများကြီးရှိတယ်ပေါ့နော်သူကပြောသူကံရဲ့အကျိုးပေါ့ဗျာနော်ဆရာတော်ကကြောသူတော်ကောင်းမှုလို့နော်ဒီအဖြစ်တွေကိုသူကတော့ဝင်မယူတဲ့အတွက်ကိုကသူများကိုမကောင်းပြောတာပဲဖြစ်ဖြစ်အပုတ်ချတာဖြစ်ဖြစ်ကိုပြောနေသူကြီးကတော့အဲ့ဒီအပုတ်တွေအခုရှိပဲပြန်အောင်လာမယ်ဆိုတော့အဲ့ဒါကောင်းကောင်းသတိထားပါလို့ပြောချင်တယ်ပေါ့နော်သူတို့ကောင်းကိုပြစ်မှားရင်သိလားဘာဖြစ်တတ်တယ်ဆိုတာအားလုံးလည်းသိတယ်ပေါ့နော် ဆရာရဲ့တရားဝမ်းတာတာ အေးရအေးဟုတ်ပြီဖြစ်ပဲကဲတက်ရှိကျမ်းမှာစိတ်ချမ်းသာလူဝင်ဆန္ဒအားလုံးတစ်လုံးတော့ပြီးဆုံးမှာရရှိပါစေကျမ်းမှာလူချမ်းသာပါစေဗျာကျမ်းမှာလူချမ်းသာပါစေဟုတ်ပြီနော် ပါဆရာရဲ့ ဒီအောက်ဆုံးအောင်စရာဖြစ် မလေးနဲ့မြောက်လာလားစနေနေ့ကနေမားပြီလား နေမားပြီလားစင်တူးငွေပိတ်တယ်သမီးရဲ့ ဟုတ်ကဲ့မသိဘူးအဲ့ဒါကိုမသိရှားလို့လာနေတဲ့စိတ် ကိုအောင်မတလား6လေးနည်းနည်းရောင်းတယ်တလားနော် ရှားစီလာနေတဲ့စိတ်တွေပဲများ ဟိုအဲ့ဗျာဟုတ်လား တယ်ဒီလိုတင်ပါဆရာရဲ့ ဟုတ်တယ်ဗျာဘလို့ကြီးလည်းမသိဘူးကြာတကယ်အောင်စရာကြီးနော် ခုဒီကုန်းလေးတော့မကြောနိုင်ဘူး ကဲဖေ။ကဲအောင်စရာကြီးနော်အိမ်မှာထမင်းတော်မှာတဲ့သူခင်ဗျာမှာလမ်းတော်မလျှောက်နိုင်ဘူးလေကြာ သူတို့ကခေါ်ပြီးတော့မှမလုပ်ရ အခုမှအဲ့ဒါကုဝေးချင်းကိုပဲလမ်းလျှောက်သွားတယ်ဗျာအောင်စရာကြီးလူတယောက်ရဲ့ကုသိုလ်ကအားနဲ့ဝကြွေးကြိမ်ကြိမ်ကန်လာတဲ့အကြောင်းတရားအမတန်ထူးဆန်းတယ် ဆရာလည်းအဖုန်းထဲမှာခဏပြောတော့လေအဲ့ဒါတွေမှတ်မိတယ်တော့လေဆရာပြောကြီးတာလို့အဲ့ကိုသွားမယ်လို့ဝကြွေးတွေကုန်လာမသိဘူး ။အော်နာမည်ဘယ်လိုခေါ်တော့ မဝေသေး ။မဝေသေး။ကဲအမျိုးလည်းမြင်တဲ့အတိုင်းပဲသူဘယ်လိုလာလဲဆိုတာဟုတ်လား။အခိုက်တဲ့ကိုတွဲပြီးတော့မှလာတယ်။မဝေသေး ဟုတ်ကဲ့ ။ကဲမဝေသေးကိုဂုံပြူတဲ့အနေနဲ့လက်ခုပ်တန်အကျယ်ကြီးချင်းမြင်ပေးပါဗျာ။ဟုတ်တယ်ပဲနော်အရန်အောင်ကောင်းတယ်။ကဲကြည့်နေမြင်တယ်မလားအမျိုးတွေဘယ်လိုတွဲပြီးတော့လာကုသိုလ်ကအဲ့ဒါပဲကဲတော့မဝေသေးကြီး ဟုတ်ကဲ့ပါ သမင်းစားမယ်နော် ဟုတ်ကဲ့ အားရှိအောင်စားမယ်တဲ့လားအားရှိတိကျပိုကောင်းလာလိမ့်မယ်တဲ့လားအားမရှိသေးလို့နော်ဟဲ့ ကျေးဇူးတင်ဆရာကြီး တတရရကကြည့်တယ်မော်ဒီကတတရကျဘလို့မှမရှောင်နိုင်တာသူ့ဟိုကနေတနင်္လာနေ့ခေါ်လာခဲ့သလားတော့တနင်္လာနေ့နော်ကောင်းမှာကျွန်တော်တို့အခုဒီတော့မယ်အနေထားတွေလုံးကောင်းတယ်လားနော်ဦးကျတတရဖြစ်သွားရင်ဟုတ်လားဟုတ်ကဲ့ကျိုးအေးကဲဝမ်းနေတာလိုက်တာပီတိတွေဖြစ်လိုက်တာဦးလေးဖေအောင်မလေးဖေခြေတော့ကြီးနားနေတာပေါင်တွေကကြွသားတွေကနားတယ်ကျွန်တော်ကြတော့ဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့အဲ့နေ့ကတနင်္ဂနွေနေ့ကတောင်ပေါ်မှာထီးတင်ပြီးတော့ဘုရားထီးတော့တင်ပြီးတော့ဒီလိုဘုရားကြီးစင်ဘူးတော်တက်ဖူးတော်တော်တက်ယူတော့6ရက်နာကြွသားတွေဒါတော့တကယ်ကို amazing ပါပဲဝေဒနာရှင်ရဲ့ကုသကံအားကို amazing မတန်အံ့ဩတယ်လို့သုံးလုံးကြီးဖြစ်တယ်ဆိုတော့လာကုသကံကုချင်းမျိုးတွေမြင်တဲ့အတိုင်းပဲအဲ့လိုတွဲပြီးတော့မှအားလို့អော်ပြီးတော့မှထဲဝင်လာတယ်ဒီကနေကုချင်းပြန်ထွက်ပြီးရှောက်ဆန်းဆိုတဲ့ခါကျတော့လုံးဝမှတွဲစရာမလိုတော့ဘူးမယ်သူပြန်ရှောက်နေသွားခဲ့တယ်အရန်ဝမ်းသာတယ်ဗျာအားအိမ်မရှိသေးလို့အစားဒီသူဟိုဘယ်လိုခေါ်မလဲဆိုတော့ထမင်းတို့အာဟာရရှိမဲ့အကြောင်းတရားတွေသူမစားရသေးတဲ့မရှိတဲ့အတွက်ကြောင့်ဒီနည်းနည်းလေးအားရင်ရော့လာအားရင်လေးဒါထမင်းလေးပြန်စားနိုင်လို့ရှိရင်ထမင်းစားပြီဆိုလို့ရှိရင်ဒီတက်ပိုအများကြီးကောင်းသွားမှာအခုတော့မှအမျိုးတွေမြင်တဲ့အတိုင်းပဲမကုသခင်အချိန်နဲ့ကုသပြီးအချိန်နဲ့ဝေဒနာရှင်ရဲ့ဝကြွေးကြည်ကြည်တန်လာတဲ့အကြောင်းတရားနဲ့အယမ်းကိုပီတိဖြစ်ရတယ်ကြည်လဲကျင်တဲ့ဝမ်းလဲဝမ်းသာတယ်ဒီနေ့ကတော့ကျွန်တော်တို့25ရက်နေ့အင်္ဂါနေ့ဒါကျွန်တော်တို့3လပိုင်းပေါ့နော်အင်္ဂါနေ့ကျွန်တော်ရဲ့မမေ့နိုင်စရာနေလူနေမြတ်ပါပဲနော်ကျွန်တော်နဲ့ထပ်တူထပ်မြပဲမျိုးတွေအားလုံးပီတိကုသိုလ်ကြီးထပ်တူထပ်မြပါဆိုတဲ့အကြောင်းတရားလေးဒီနေရာနေပြီးတော့မှပဲပြောချင်ပါတယ်လို့နော်အဲ့တော့ဆက်လက်ပိုင်းဖြစ်မျိုးတွေအများကြီးကြံရှိသေးတဲ့အတွက်ကြောင့်တဦးတယောက်မကြံကာရပြုကကျွန်တော်မျိုးပေါင်းသူတော်ကောင်းအားလုံးတက်ရှိလို့ကြံပါကြပါစီဗျာ